စနေသားသမီးတွေကဒီလပိုင်းမှာကစုံလမှာဆိုလို့ရှိရင်လေအလူမင်္ဂလာတွေပြုလုပ်ရတဲ့ကာလတစ်ခုလို့ပြောလို့ရပါတယ်ရှင်အလူကိစ္စတွေမင်္ဂလာကိစ္စတွေဝင်ပါတတ်ပါတယ်နောက်ကိုယ့်ရဲ့ဆွေမျိုးသားချင်းထဲမှာမင်္ဂလာဆောင်ရမယ့်နမိတ်တွေပေါ်ပေါက်နေတာတတ်ပါတယ်ဒါမှမဟုတ်ရင်ကိုယ့်အိမ်မှာအပြူလူပြိုငယ်ရွယ်သူတွေရှိတယ်ဆိုရင်တော့အိမ်အောင်ကြကိန်းရှိပါတယ်အဲ့တော့ဒီကာလမှာဆိုလို့ရှိရင်စက်ပစ္စည်းနဲ့ပတ်သက်ပြီးတော့အင်မတန်အကျိုးပေးတဲ့ကာလတစ်ခုဖြစ်ပါတယ်အဲ့တော့စက်ပစ္စည်းနဲ့ပတ်သက်တဲ့စီးပွားရေးသမားရှင်တွေကတော့ဒီကစုံလမှာလက်မထောင်နိုင်တဲ့ကာလတစ်ခုပေါ့အဲ့တော့ကစုံလမှာစနေသားသမီးတွေကထီပေါက်ကင်းရှိပါတယ်ထီထိုးပေးပါနော်ထီပေါက်ကင်းရှိပါတယ်ထီထိုးပေးပါစနေနေ့မှာပဲထိုးပေးရမှာဖြစ်ပါတယ်စနေနေ့ကိုမနက်ပိုင်းလေးစောစောလေးတွားပြီးတော့ထိုးပေးပါအဲ့လိုတွားပြီးတော့ထိုးတဲ့အခါမှာလမ်းမှာတွေ့ရဲ့တက်ကြီးရွယ်ဦးအဖိုးပဲဖြစ်ဖြစ်အဖွားပဲဖြစ်ဖြစ်ဖျားဆောင်တအုပ်လှူဒန်းပေးရမှာဖြစ်ပါတယ်ဖျားဆောင်တအုပ်လှူဒန်းပြီးသွားပြီဆိုရင်တော့အုံးကြီးအုံးစင်းကြီးလှူဒန်းပေးရမှာဖြစ်ပါတယ်နော်အုံးစင်းကြီးတစ်လုံးပေါ့နော်အုံးသီးစိမ်းတစ်လုံးအုံးစင်းကြီးတစ်လုံးပေါ့နော်အဓိကတော့အုံးကြီးကိုလှူဒန်းကျင်တာပေါ့နော်အုံးကြီးလေးနဲ့ဖျားဆောင်လေးနဲ့လှူဒန်းပြီးသွားရင်ထီထိုးပေးပါစနေသားသမီးတွေထီပေါက်ကင်းရှိပါတယ်နောက်တစ်ခုအနေနဲ့ကြတော့ဒီစနေသားသမီးတွေကအလုပ်ပြောင်းနေရပြောင်းနေရန်ကောင်းပါတယ်အဲ့တော့ယာဒူးကြီးမားမားတွေရရှိတတ်ပါတယ်အမြင့်ကိုရောက်သွားတတ်ပါတယ်မမျော်လင့်မဲနဲ့အမြင့်ကြီးကိုရောက်သွားတဲ့ကာလလို့လည်းပြောလို့ရပါတယ်အဲ့တော့စနေသားသမီးတွေကထက်လူကြီးပေါ့ပုပ်ကိုလူမျိုးမိတ်ဆွေကောင်းလို့လူကြီးလူကောင်းကြီးကိုကူညီမစားတတ်ပါတယ်ဒါပေမဲ့လို့ကိုကအထူးဂရုစိုက်ရမှာကတော့ဒီကာလလေးမှာကိုပေးထားတဲ့ငွေကြေးတွေကလက်လွန်ထားတာတွေမတောင်းသေးနဲ့ဟုတ်ဒီလမှာမရသေးဘူးရရင်လည်းကုန်သွားလိမ့်မယ်မရတာပိုများလိမ့်မယ်အဲ့တော့ဒီလမှာပေးထားတဲ့ငွေကြေးတွေအကျွေးကိစ္စတွေကိုယ်တိုင်မတောင်းမဲနဲ့ကိုယ့်ရဲ့ကိုယ်စားလူပြီးတော့တောင်းခိုင်းမယ်ဆိုရင်တော့အဲ့ဒီပေးရမယ့်လူကပေးနိုင်သွားပါလိမ့်မယ်ကိုယ့်ရဲ့ငွေကြေးတွေလည်းပြန်လဲရရှိသွားတတ်ပါတယ်အဲ့တော့စနေသားသမီးတွေပြောချင်တာကြတော့မြောက်ရဲ့ဖက်ရှီလန်းခီလုံးဝမသွားနဲ့နောက်တစ်ခုအနေနဲ့တောင်ဘက်အရက်ကဖျားစင်းလူတော်တွေဖျားပုံတော်တွေဘာသာရေးနဲ့ပတ်သက်တဲ့ကိုးကွယ်စရာပုံတော်တွေလည်းကြွလာတတ်ပါတယ်အဲ့တော့တောင်ဘက်အရက်မှာမိမိတို့အနေနဲ့ရေရအမှုကိစ္စတွေဆောင်ရွက်မယ်ဆိုလို့ရှိရင်အောင်မြင်တတ်ပါတယ်ရေရတွေလည်းအောင်မြင်တတ်ပါတယ်အဲ့တော့တောင်ဘက်ရဲဆိုတော့ဗုဒ္ဓဘူးနံတောင်ပေါ့အဲ့တော့ဗုဒ္ဓဘူးနံတောင်မှာရက်ကလေးလက်ပန်းက9ပွင့်လှူဒန်းပေးပါအဲ့တော့စနေသားသမီးတွေဒီလထဲမှာကံမြင့်သွားပါလိမ့်မယ်အဲ့တော့စနေသားသမီးတွေမိတူမဆိုပေါ့နော်အထူးဂရုစိုက်ရမှာကအသက်44နှစ်အရွယ်ရှိနေတဲ့စနေသားသမီးတွေဆိုရင်တော့အမှုချင်းတွေတွေ့ကြုံရတတ်ပါတယ်ဒါကြောင့်မိမိတို့အနေနဲ့အမှုဖြစ်နေတဲ့သူကိုလုံးဝကူညီပေးလို့မရပါဘူးအာမခံလက်မှတ်ရေးထိုးပြီးခြင်းလုံးဝလုပ်လို့မရပါဘူးအဲ့တော့အမှုဖြစ်မဲ့အရေးကိစ္စတွေရှောင်ရမှာဖြစ်ပါတယ်ဆိုရနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေရှောင်ရမှာဖြစ်ပါတယ်ကိုကဝင်မပါမိပါစေနဲ့40ကျော်နောက်ပိုင်း44 43မှာအထူးဂရုစိုက်ရမှာဖြစ်ပါတယ်အဲ့တော့စနေသားသမီးတွေကဒီ20 28နှစ်36နှစ်အဲ့ဒီကာလမှာတော့အပြူလူပြူဆိုရင်ချစ်ရေးတွေအရန်ကန်ကောင်းမဲ့အိမ်အောင်ကြကိန်းရှိပါတယ်ဒါပေမဲ့လို့မိမိရဲ့အိမ်အောင်ဘက်အဝေးကိုရောက်ရှိနေတာတို့တနက်တကြီးကိုရောက်နေတာတို့မိမိရဲ့အိမ်အောင်ဘက်ကျမ်းမာရေးညံ့တာမျိုးတွေလည်းသတင်းတွေကြားရတတ်ပါတယ်
အဲ့တော့စနေသားသမီးတွေကဒီကာလမှာလုံးဝမပြောပါတော့တဲ့အញ្ញံခိုင်လေးတွေရောရှိပါတယ်ဒါပေမဲ့လို့ပညာရေးနဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေစနေသားသမီးတွေအထူးပင်ကံကောင်းနေရတတ်ပါတယ်အင်တာဗျူးဖြေဆိုတဲ့အခါမှာပထမတစ်ကြိမ်မအောင်ဘူးဒုတိယတစ်ကြိမ်အောင်မြင်သွားတတ်ပါတယ်နိုင်ငံရေးခြားခရီးဆိုလဲဒီတိုင်းပါပဲပထမတစ်ကြိမ်မထွက်ဖြစ်ဘူးထွက်ရမလို့နဲ့မထွက်ဖြစ်ဒုတိယတစ်ကြိမ်မှာတေချာပေါက်ထွက်ဖြစ်သွားပါတယ်အဲ့တော့ဒီကစုံလာရလဲစနေသားသမီးတွေအတွက်အထူးကံကောင်းတယ်လာတလလို့ပြောလို့ရပါတယ်အဲ့ဒီတော့ကိုယ့်ရဲ့လှုပ်ဆောင်ချက်တွေလေးကောင်းစေခြင်းတယ်ကိုယ့်ရဲ့လှုပ်ဆောင်ချက်ကလေးတွေအညံ့လေးတွေပပျောက်စေခြင်းတယ်ဆိုလို့ရှိရင်တော့စင်းရဲနွမ်းပါသူပေါ့ဖျားဘူးစရိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်အဲ့တော့တက်ကြီးရွယ်ဦးလည်းဖြစ်ကြမယ်တိလာရှိသူလည်းဖြစ်ကြမယ်စင်းရဲနွမ်းပါသူလည်းဖြစ်ကြမယ်တတ်နိုင်တဲ့လောက်ဖျားဘူးခရီးစီးလေးထောက်ပံ့ပေးလိုက်ပါအဲ့တော့အင်္ဂါနေ့တိုင်းမှာစနေသားသမီးတွေကနှမ်းစီမီ3ခွက်စီမီပူဇော်ပေးရမှာဖြစ်ပါတယ်အဲ့တော့စီမီပူဇော်တဲ့အခါမှာလဲတန်ဖုတ်တွေကိုကောက်ယူပြီးတော့စီမီပူဇော်ပေးရမှာဖြစ်ပါတယ်နောက်တစ်ခုအနေနဲ့ကကြတော့ဒီမိမိတို့အနေနဲ့ကကြတော့လှူဒန်းရမယ်လှူဝယ်ပစ္စည်းလေးရှိပါတယ်အဲ့ဒီအလှူကကြတော့စွန်းကြီးပဲဘာမှမပါဘူးစွန်းကြီးပဲ3ပကံမှာလှူပေးရမှာဖြစ်ပါတယ်เนาะအမြဲဒီလပိုင်းမှာပေါ့ပို့ပြီးတော့လှူဒန်းပေးရမှာဖြစ်ပါတယ်ကဲအရေးကြီးတဲ့ကိစ္စတွေစာချုပ်စာတမ်းမှာလက်မှတ်ထိုးမှကိစ္စတွေရွှေကိစ္စတွေအတွက်ဆောင်ရွက်မယ်ဆိုလို့ရှိရင်တောင်ဘက်ရက်မှာရက်ကလေးလဲနဲ့ကျမတို့အခုနပြောတဲ့ပန်း9ပွင့်လှူဒန်းပေးပြီးတော့ဆူတောင်းပေးပါအဲ့ဒီကိစ္စတွေဆောင်ရွက်ပြီးတော့မှကိုယ့်ရဲ့ကိစ္စတွေဆောင်ရွက်မယ်ဆိုရင်လည်းအောင်မြင်တတ်ပါတယ်အဓိကမှားကျင်တာမိမိတို့ရဲ့အိမ်ဖျားမှာနှမ်းစီနဲ့စီမီ3ခွက်ထုံးပေးရမှာဖြစ်ပါတယ်ဘယ်နေ့တွေထုံးပေးရင်ကောင်းမလဲဆိုရင်တနင်္ဂနွေနေ့တွေကောင်းတယ်ဗုဒ္ဓဘူးနေ့တွေကောင်းပါတယ်အဲ့တော့စနေသားသမီးတွေကဒီကာလပိုင်းမှာဖခင်နဲ့တော့၎င်းမိခင်နဲ့တော့၎င်းမသိမမြတ်ဖြစ်နေတတ်ပါတယ်အကြီးကဲတွေကတော့ကိုယ်ကူညီမဆောက်ခြင်းတွေခံရတတ်ပါတယ်ဒါပေမဲ့လို့အိုးအိမ်နေရာထိုင်ရင်ကိစ္စတွေအလုပ်အကိုင်နဲ့ပတ်သက်တဲ့ကိစ္စမျိုးတွေအောင်မြင်ခြင်းနဲ့အလုပ်လျှောက်တာပဲဖြစ်ဖြစ်เนาะနေရာပြောင်းတာပဲဖြစ်ဖြစ်အိမ်ကိစ္စပေါ့အိမ်ပြောင်းရွှေ့ဖြစ်တာပဲဖြစ်ဖြစ်အိမ်ကန်းရှာနေတာပဲဖြစ်ဖြစ်အောင်မြင်ခြင်းနဲ့ဆိုရင်တော့ကုန်းတတဝါတကောင်ဘေးမဲ့လွတ်ပေးရမှာဖြစ်ပါတယ်ဘေးမဲ့လွတ်ပြီးတော့ဆူတောင်းပေးရမှာဖြစ်ပါတယ်ငွေကြေးပိုင်းနဲ့ပတ်သက်ပြီးတော့ကို့မှာအခက်အခဲရှိနေတယ်အောင်မြင်ခြင်းနဲ့နော်ငွေရမလို့နဲ့မရဘူးဖြစ်နေတယ်ကို့မှာအရေးကြီးငွေလိုအပ်နေတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်တော့ပိန်းနေပင်အောက်ကိုတွားပါအရှိတောင်ရက်ကိုမျက်နှာမူပြီးတော့ဇီးသီးလေးတုံးစားပြီးတော့ဆူတောင်းပေးပါဒါဆိုရင်ငွေကြေးကိစ္စတွေအဆင်ပြေသွားပါလိမ့်မယ်ကဲစနေသားသမီးများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းတွေနဲ့ပြည့်စုံပါစေစိတ်သွားတိုင်းကိုပါလိုရာဆန္ဒတွေလည်းပြေဝနိုင်ကြပါစေရှင်